ကျွန်တော်တို့လူသားတွေဟာအန္တရာယ်တစ်ခုခုကြားရောက်လာတော့မယ်ဆိုရင်ကောင်းကင်ရန်ကြေတာယာတွေစီကိုပဲမော့ကြည့်ပြီးတော့မျောလင့်တကြီးစောင့်ကြည့်တတ်ကြပါတယ်။လူသားတွေဟာအာကာသအဝေးကနေလာလိမ့်မယ်လို့ကျွန်တော်တို့ထင်မှတ်ခဲ့ဘူးကြတာကိုတကယ်တမ်းမှာတော့ကျွန်တော်တို့လူသားမျိုးနွယ်တစ်ခုလုံးကိုချင်းချောက်လာတဲ့အန္တရာယ်ကကောင်းကင်ကနေကျလာတာမဟုတ်ဘဲနဲ့အဆုံးအစမသိနိုင်တဲ့သမုဒ္ဒရာရေရောက်ချမ်းပြင်ဟိုးအောက်ခြေကနေတက်လာခဲ့တာပါဇလန်းမစရသေးခင်မှာ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးသွားကြဖို့တိုက်တွန်းလိုပါတယ်။အပန်းမကြည့်ရင် emoji လေးတစ်ခုဖြစ်ဖြစ် comment လေးတစ်ချောင်းဖြစ်ဖြစ်လည်းရေးပေးသွားကြပါအောင်နော်။ကဲဒါဆိုရင်တော့ဇလန်းလေးစလိုက်အောင်2023ခုနှစ်ဩဂတ်လပစိဖိတ်သမုဒ္ဒရာရဲ့အောက်ခြေကမ္ဘာမြေလွှာအကွဲကြောင်းကြီးရဲ့ကနေပြီးတော့မှပထမအဦးဆုံးသောအေယာမဘလူးကြီးတစ်ကောင်ထွက်ပေါ်လာခဲ့ပါတယ်။ဆန်ဖရန်စစ္စကိုမြို့ရဲ့ Golden Gate တံတားကြီးကိုကစားစရာလေးတစ်ခုလိုချိုးဖျက်ပြီးတော့မြို့ထဲကိုဝင်ရောက်လာခဲ့တဲ့အဲ့ဒီမကောင်းဆိုးဝါးကိုခိုင်ဂျူးလို့အမည်ပေးခဲ့ကြပါတယ်။တင့်ကားတွေဂျက်လေယာဉ်တွေနဲ့6ရက်တိုင်တိုင်အသေးအကျေတိုက်ခိုက်ပြီးမှသာအဲ့ဒီခိုင်ဂျူးကြီးကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဆုံးရှုံးသွားတဲ့အသက်ပေါင်းများစွာနဲ့ပြာကျသွားတဲ့မြို့ပြတွေကတော့အစားထိုးလို့မရတော့ပါဘူး။ဒါဟာအဆုံးသက်မဟုတ်ခဲ့ပါဘူး။6လလောက်ကြာတဲ့အခါဒုတိယမြောက်ခိုင်ဂျူးတွေထပ်ပြီးပေါ်လာခဲ့ပါတယ်ပြီးတော့တတိယမြောက်စတုဒ္ဓမြောက်ဒီလိုနဲ့ခိုင်ဂျူတွေကကမ္ဘာမျိုးကြီးတွေကိုတစစီဖျက်ဆီးလာပါတော့တယ်လူသားမျိုးနွယ်ဟာအသက်ရှင်တန်ရေးအတွက်နိုင်ငံရေးအယူဝါဒတွေရန်ညိုးတွေကိုဘေးဖယ်ပြီးတော့တကမ္ဘာလုံးပူးပေါင်းခဲ့ကြပါတယ်ဘလူးတွေကိုနှိမ်နှင်းဖို့ကိုပိုင်ဘလူးတွေကျွန်တော်တို့ဖန်တီးခဲ့ကြတာပါဒါတွေကိုတော့ရေကားလို့ခေါ်ပါတယ်ဒီရေကားတွေဟာတာမန်ဆက်ရန်တရားတွေမဟုတ်ပါဘူးအမတန်ကြီးမားလွန်းတဲ့သူတို့ရဲ့ကိုယ်တွေကိုလူတစ်ယောက်တည်းအုံနောက်နဲ့ထိန်းချုပ်လို့မရနိုင်ပါဘူးဒါကြောင့်ရေကားတွေကိုမောင်းနေမဲ့ pilot 2ယောက်ကဝိညာဉ်မှတ်ဉာဏ်နဲ့နှလုံးသားတွေကိုထပ်တူကြအောင်ချိတ်ဆက်ပြီးမှသာအသက်သွင်းနိုင်တာပါဒါကို neural handshake လို့လည်းခေါ်ပါတယ် pilot တယောက်ကဒီရေကာကြီးရဲ့ဘယ်ဘက်ချမ်းတယောက်ကညာဘက်ချမ်းကိုတာဝန်ယူရပါတယ်စိတ်ချင်းဆက်ရတာဖြစ်တဲ့အတွက်ကြောင့်တယောက်ရဲ့အတိတ်နာကျင်မှုဝမ်းသာမှုနဲ့အရာအားလုံးကိုအခြားတယောက်ကအကုန်မြင်နေသိနေရပါတယ်ဒါကြောင့်ညီကိုမောင်နှမတားဖစတဲ့တယောက်စင်ကျိုးခိုင်မာသူတွေကသာဒီအေယာမရေကာကြီးတွေရဲ့နှလုံးသားဖြစ်လာနိုင်တာပါရေကာတွေပေါ်လာတဲ့အချိန်မှာတော့လူသားတွေဟာခိုင်ဂျူတွေကိုပြန်လည်ချိန်မုံနိုင်ခဲ့ပြီးတော့ရေကာ pilot တွေကခေတ်သစ်ကဘာရဲ့လူစမ်းကောင်းတွေဖြစ်လာခဲ့ပါတယ်ဇလန်ရဲ့အဓိကဇက်လိုက် Raleigh Packard နဲ့သူ့ကို Yancey တို့ဟာ Gypsy Danger ဆိုတဲ့ American အဆင့်3ရေကာကြီးကိုမောင်းနေတဲ့နာမည်ကျော်သူရဲကောင်းညီကိုပါ2020ခုနှစ် Alaska ကမ်းလွန်ပင်လယ်ပြင်တိုက်ပွဲတစ်ခုမှာ Knife Head လို့ခေါ်တဲ့ညင်မြင့်ကန်ကျူတစ်ကောင်နဲ့ရင်ဆိုင်ရချိန်မှာတော့ကံကြမ္မားရဲ့ရက်စက်မှုကိုကြုံတွေ့ခဲ့ရပါတယ်တိုက်ပွဲအတွင်းမှာခိုင်ကျူက Gypsy ရဲ့ဦးခေါင်းကန်းကိုရုတ်တရက်ဖောက်ထင်းဝင်ရောက်လာပြီးတော့အကူဖြစ်သူ Yancey ကိုအပြင်ဘက်ကိုဆွဲထုတ်သွားခဲ့ပါတယ် Raleigh အတွက်တော့အဆိုးအဆုံးအိမ်မက်ဆိုးကြီးပါပဲအဲ့ဒီအချိန်မှာသူတို့ညီကိုကစိတ်ချင်းဆက်ထားစေပါ Yancey ရဲ့နောက်ဆုံးထွက်သက်ကနာကျင်မှုအေးဆက်သွားတဲ့ပင်လယ်ရေပြင်ရဲ့အထီးအတွေ့ကြောက်ရွံ့မှုတွေကို Raleigh တယောက်သူ့ရဲ့အုံနောက်ထဲမှာအရှင်လက်လက်ခံစားလိုက်ရပါတယ်နှလုံးသားတစ်ချမ်းပဲ့ကြေသွားတဲ့ Raleigh ဟာ Gypsy ကြီးကိုတယောက်တည်းအားတင်းမောင်းနှင်ပြီးတော့ပြင်းတွေကျနေတဲ့ကမ်းခြေကိုအရောက်ပြန်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့အကိုဖြစ်သူတေဆုံးသွားတဲ့စိတ်ဒဏ်ရာကြောင့်အဲ့ဒီနေ့ကစလို့သူဟာရေကာပိုင်လော့ဘဝမှာအပြီးတိုင်ဆွန့်လွတ်လိုက်ပါတော့တယ်အချိန်တွေ9နှစ်လောက်ကုန်လွန်သွားတဲ့အခါ2025ခုနှစ်မှာတော့ကမ္ဘာကြီးရဲ့အခြေအနေတွေဟာမျောလင့်ချက်မဲ့လူနေပါဖြစ်လာပါတယ်အခွဲကြောင်းတွေကနေထွက်လာတဲ့ကန်ဂျူတွေကအရင်အထက်ပိုကြီးလာတယ်ပိုတန်မာလာတယ်အကောင်ကြီးလည်းပိုများလာပါတယ်ရေကာတွေတစည်းပြီးတစည်းကျဆုံးလာတဲ့အခါကမ္ဘာအစိုးရတွေကရေကာစီမံကိန်းကိုရပ်တန့်ပြီးတော့ကမ်းရိုးတန်းတစ်လျှောက်မှာအေယာမတံတားကြီးတွေစောက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်စစ်နီမြို့မှာဩစတြေးလျဒီဇိုင်းကိုကိုင်ဂျူတကောင်ကစက္ကန့်ပိုင်းအတွင်းဖောက်ထွင်းသွားတဲ့အခါလူသားတွေနားလည်သွားကြပါပြီဒီဒီဇိုင်းကြီးကတကယ်တမ်းမှာအသုံးမဝင်ပါဘူးဒီအခါမှာတော့ရေကာတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Stacker Pentecost ကတီမထူးနေမထူးနောက်ဆုံးစစ်စင်ရေးတစ်ခုကိုဖော်ဆောင်မှုဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါကတော့ခိုင်ဂျူတွေထွက်လာတဲ့ပင်လယ်အောက်ခြေကအကွဲကြောင်းကြီးတွေကိုအနုမြူဘုံပစ်ချပြီးတော့အပိတိုင်ဖျက်ဆီးပစ်ဖို့ပါပဲဒီလိုအသေးခံတိုက်ပွဲမျိုးအတွက်အတွေ့အကြုံရှိတဲ့ pilot တွေလိုအပ်ပါတယ်ဒါကြောင့် Pentecost က Alaska တိုင်းဆောက်လုပ်တဲ့အလုပ်ကျန်းခွင်မှာနီးစားအလုပ်သမားဘဝနဲ့ဘဝကိုဖျက်ဆီးနေတဲ့ Raleigh Packard ကိုတွားရောက်ခေါ်ယူခဲ့ပါတယ်အကိုဖြစ်သူအတွက်လက်စားချေခြင်းတဲ့စိတ်တွေရင်ဝယ်ပိုက်ပြီးတော့ Raleigh တယောက်ဟောင်ကောင်မြို့မှာရှိတဲ့ Shutterstones စကတ်ကိုရောက်လာခဲ့ပါပြီဟောင်ကောင်ရှက်တာတုံးစကန်ထဲကိုရောက်သွားတဲ့အခါမှာတော့ကမ္ဘာပေါ်မှာနောက်ဆုံးကြံရစ်နေတဲ့ရေကာလေးစီးကိုတွေ့လိုက်ရပါတယ်ပထမတစ်စီးကတော့ Chano Alpha လို့ခေါ်ပါတယ်ရုရှားနိုင်ငံကအဟောင်းဆုံးနဲ့အကြမ်းခံဆုံး model ဖြစ်ပြီးတော့ Kaido Novoski လင်မယားနှစ်ယောက်ကမောင်းနေပါတယ်ဒုတိယတစ်စီးကတော့တရုတ်နိုင်ငံက Crimson Typhoon မှာသူကလက်သုံးဘက်ပါဝင်ပြီးတော့အမွာညီကို3ယောက်ကမောင်းနေတာပါအလွန်လင်မြန်ပြီးတော့တိုင်းကွက်တွေနဲ့လည်းတိုက်ခိုက်တတ်ပါသေးတယ်ဒုတိယတစ်စီးကတော့ Australia ကအသစ်ဆုံးနဲ့အမြန်ဆုံးအဆင့်9ရေက Striker Eureka ပါ Hack နဲ့ Check သားဖာနှစ်ယောက်ကမောင်းနေပါတယ်နောက်ဆုံးတစ်စီးကတော့အသစ်တပံပြန်လဲပြုပြင်မိုးမှန်ထားတဲ့ Raleigh ရဲ့အချစ်တော်ကြီး Gypsy Danger ကြီးဖြစ်ပါတယ် Raleigh အတွက် Gypsy ကိုတွဲဖက်မောင်းနေနိုင်ဖို့ pilot အသစ်ရှာဖွေရပါတော့တယ်စမ်းသပ်ရွေးချယ်ပွဲတွေလုပ်တဲ့အခါမှာ Pentecost ရဲ့မွေးစားသမီးဖြစ်သူ Marco Mori က Raleigh နဲ့တိုက်ခိုက်ရေးစွမ်းရည်ရောစိတ်ပိုင်းဆိုင်ရာပါအချိတ်အဆက်အမိဆုံးဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ Pentecost ကသူ့ကိုရေကမောင်းခွင့်မပေးချင်ပါဘူး Raleigh ကအတင်းတောင်းဆိုတဲ့အတွက်ပထမဆုံးချိန် Gypsy ထဲမှာ neural handshake လုပ်ဖို့အခွင့်အရေးရသွားပါတယ်ဒါပေမဲ့ပထမဆုံးချိန်ချိတ်ဆက်တဲ့အချိန်မှာပဲ
ကိုရဲ့ငယ်ဘဝအိမ်မက်ဆိုးတွေဟာရာလီရဲ့စိတ်အာရုံတွေကိုပြင်းပြင်းထန်ထန်ရိုက်ခတ်လာပါတယ်အတိတ်ကတူဂျိုမျိုးကြီးကိုကန်ဂျူဝင်ရောက်ဖျက်ဆီးတဲ့နေ့တစ်နေ့မှာပြပုံတွေမီဟိုတောက်နေတဲ့အပျက်စီးတွေကြားထဲကအီယာမခိုင်ဂျူကြီးကိုမော့ကြည့်ရင်းနဲ့မာကိုတရားကိုကြောက်လန့်တကြားငိုကြွေးနေခဲ့တာပါအဲ့လိုအချိန်မှာပန်တကော့စ်ကိုယ်တိုင်မောင်းနေတဲ့ရေကာကြီးကရောက်လာပြီးတော့သူမကိုကယ်တင်ခဲ့ပါတယ်မာကိုကအတိတ်ရဲ့ကြောက်ရွံ့မှုတွေထဲမှာလမ်းပြောက်သွားပြီးတော့လက်ရှိအခြေအနေကိုမေ့ကစခန်းထဲမှာဂျစ်စီရဲ့ပလာစမာကန်ကြီးကိုအာသွင်းပြီးပစ်ဖို့လှုပ်လိုက်ပါတယ်အားလုံးရိုးရိုးသေးသေးဖြစ်သွားပြီးတော့အချိန်မီပါဝါဖျက်ချနိုင်လို့သာတတ်တာသွားခဲ့တာပါဒီအဖြစ်ပြက်ကြောင့်သူတို့နှစ်ဦးကိုရေကာမောင်းနေခွင့်ပိတ်ပင်လိုက်ပါတယ်တစ်ဖက်မှာလည်းစခန်းကသိပ္ပံပညာရှင်ဒေါက်တာနျူတန်ဟာယူယူမိုက်မိုက်နဲ့ခိုင်ဂျူရဲ့အုံနောက်အစိပ်ပိုင်းကိုသူ့အုံနောက်နဲ့ချိတ်ဆက်လိုက်တဲ့အခါမှာတော့ထိတ်လန့်ဖွယ်အမှန်တရားကိုသိလိုက်ရပါတယ်ခိုင်ဂျူတွေကတာမန်တရိတ်ဆန်နေမဟုတ်ဘဲနဲ့ precursor လို့ခေါ်တဲ့ကဘာမြေကိုရှင်းထုတ်ဖို့စနစ်တကျလွတ်လိုက်တဲ့ဇီဝလက်နက်ကိုပွားတွေဖြစ်နေခဲ့တာပါအဆိုးဆုံးကသူတို့ကစိတ်ချင်းဆက်နေတဲ့မျိုးစိတ်တွေဖြစ်လို့နျူတန်သူတို့ကိုမြင်ရတယ်လို့ခိုင်ဂျူတွေကလည်းနျူတန်ဘယ်မှာရှိသလဲဆိုတာသိသွားပါပြီပုံမပြည့်စုံတဲ့သတင်းအချက်အလက်တွေရရှိဖို့အတွက်နျူတန်ကဟောင်ကောင်မြို့ရဲကကန်ဂျူအစိပ်အပိုင်းမှောင်ခိုကုန်တဲ့ဟန်နီဘယ်ချောင်စီကိုသွားပြီးတော့ကန်ဂျူအုံနောက်အရှင်ကိုသွားရှာပါတော့တယ်ဒီအချိန်မှာပဲအကွဲချောင်းကြီးကနေပြီးတော့မကြုံစဘူးကန်ဂျူနှကောင်တပြိုင်နက်တည်းထွက်လာပါတယ်ဒီကန်ဂျူနှကောင်ကလည်းဟောင်ကောင်မြို့စီကိုဥတီလာနေတာပါသူတို့ရဲ့ရည်ရွယ်ချက်ကနျူတန်ကိုရှာဖွေတပ်ဖြတ်ဖို့ပါပဲရောက်လာတဲ့ကန်ဂျူတွေကိုတိုက်ခိုက်ဖို့အတွက် Crimson Typhoon, Chano Alpha နဲ့ Striker Eureka 3 စီးကိုလွတ်လိုက်ပါတယ်ဒါပေမဲ့ဒီခိုင်ဂျူတွေကရေကာတွေကိုချိန်မုံဖို့အထူးလေ့ကျင့်ထားပုံရပါတယ်တိုက်ပွဲကအမတန်တန်းပါတယ်ခိုင်ဂျူတကောင်ရဲ့ရိုက်ချိုးမှုကြောင့်တရုတ်ရေက Crimson Typhoon ရဲ့ခေါင်းပြုတ်ထွက်သွားပြီးတော့ pilot 3 ယောက်လုံးချက်ချင်းသေဆုံးသွားရပါတယ် Chano Alpha ကိုလည်းဒီခိုင်ဂျူကြီးကပဲအက်ဆစ်ရေတွေနဲ့ထွေးပြီးတော့နောက်ကခိုင်ဂျူတကောင်ကပါဝင်ကူဖျက်ဆီးပေးလိုက်တဲ့အတွက်ပင်လယ်ထဲမှာလည်းအစအနမကြံပျက်စီးသွားပြန်ပါတယ် Striker Eureka ကဝင်ကူဖို့လုပ်ပေမဲ့ဒီခိုင်ဂျူတကောင်ကသူ့ရဲ့ကြောကုန်းကနေလျှက်စစ်တန်းလိုက် EMP ကိုထုတ်လွှတ်လိုက်တဲ့အတွက်ဟောင်ကောင်မြို့တစ်ခုလုံးမီးပြတ်သွားသလို Striker Eureka လည်းဆက်ရက်သွားပါတော့တယ်အခုတော့ဟောင်ကောင်မြို့ကြီးကကိုင်ဂျူရီလက်ထဲကိုအကာအကွယ်မဲ့ရောက်သွားပါပြီစခန်းမှာအရန်သင့်ကြံနေတာဆိုလို့ nuclear engine ကိုတုံးထားတဲ့အတွက် EMP တန်းကိုကြံ့ကြံ့ခံနိုင်တဲ့ Gypsy Danger တကောင်ပဲကျန်ပါတော့တယ်ရွေးချယ်စရာမရှိတော့တဲ့နောက်ဆုံးမှာတော့ Pentecost က Raleigh နဲ့ Marco တို့ကို Gypsy နဲ့အတူဆေးလွတ်လိုက်ရပါတယ်ဒီအခန်းကတော့ဇက်ကားတစ်ခုလုံးရဲ့ရင်ခုန်တန်အမြန်ရဆုံးအခန်းပါပဲမိုးသေးတန်သောရွာသွန်းနေတဲ့ဟောင်ကောင်မြို့ရဲ့နီယိုမီအောင်ဆုံးညကောင်းကင်ရံအောက်ကို Gypsy Danger လမ်းလျှောက်လာတဲ့မြင်ကွင်းကတကယ့်ကိုရင်သက်ရှူမောပွဲပါတမဏိကိုရီတွေနဲ့ခိုင်ဂျူရီရဲ့ရိုက်ခတ်တန်ကမိုးချင်းတန်တွေတက်ပိုပြီးကျယ်လောင်နေခဲ့ပါတယ် Gypsy Danger ဟာ Leatherback ဆိုတဲ့ကိုင်ဂျူကို plasma အမြောက်တွေနဲ့ဒရဆက်ပစ်ပြီးအသေးတက်လိုက်ပါတယ်အဲ့ဒီနောက်မြို့ထဲကိုဝင်သွားတဲ့ Otachi ကိုလိုက်ရှာပါတယ်မြို့လေကောင်တိုက်ပွဲမှာတော့ Gypsy ကကုန်တင်သင်္ဘောကြီးတစ်စီးကိုဆွဲယူပြီးတော့တုတ်တစ်ချောင်းလိုတုံးရင်းနဲ့ကိုင်ဂျူကိုရိုက်ချလိုက်တဲ့မြင်ကွင်းကတကယ်ကိုကြက်တိထစရာပါ Otachi ကသူ့ရဲ့လှိဝက်အတောင်ပံတွေကိုဖြန့်ပြီးတော့ဒီ Gypsy Danger ကိုဖမ်းဆုံရင်းနဲ့လေးထုတွေကိုပြန်တက်သွားပါတယ်မြင်မြင်နဲ့အလွန်ဝေးကွာလာတဲ့လေးထုအလွာတဲ့ရောက်ခံဒီအနေအထားမှာမာကိုက Gypsy ရဲ့လှိဝက်လက်နဲ့ chain sword ကိုဆွဲထုတ်ပြီးတော့ Otachi ကိုထပ်ပိုင်းပိုင်းချလိုက်ပါတယ်အဲ့ဒီနောက် Gypsy ဟာအချိန်ထိန်ဒုံးစနစ်တွေနဲ့မြေပြင်ကိုလုံခြုံစွာပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်ခိုင်ဂျူရီတည်သွားပေမဲ့ဟာနီမဲချောင်းတို့ဖွဲ့ Otachi အလောင်းကိုသွားခွဲတဲ့အခါမှာတော့အထဲမှာကိုင်ဂျူအပေါက်လေးတစ်ကောင်ထွက်လာပြီးဟာနီမဲချောင်းကိုမြူချသွားပါတယ်အဲ့ဒီအကောင်လေးချက်ချင်းတည်သွားတဲ့အခါမှာသိပ္ပံပညာရှင်နျူတန်နဲ့ဟာမန်နှစ်ယောက်ပေါင်းပြီးတော့အဲ့ဒီအကောင်လေးရဲ့အုံနောက်နဲ့ထပ်မံချိတ်ဆက်ကြည့်လိုက်ပါတယ်အဲ့ဒီကနေအသက်တမျှအရေးကြီးတဲ့အချက်တစ်ချက်ကိုသိလိုက်ရပါတယ်ဒီအချက်ကတော့ဒီအကွဲချောင်းကဘုံကြီးတက်တက်ပစ်ချလို့မရဘဲနဲ့ခိုင်ဂျူရီရဲ့ DNA ကိုဖတ်နိုင်မှသာအထဲကိုဝင်ခွင့်ပြုတဲ့စနစ်ဖြစ်နေတာပါဒီအချိန်မှာရေကာဆိုလို့ပျက်စီးလို့နေပါ Gypsy Danger နဲ့ပြင်ဆင်ပြီးကသာ Striker Eureka ပဲကြံပါတော့တယ် Striker Pilot Hart ကလက်မောင်းကျိုးသွားတဲ့အတွက်ကြောင့်ခေါင်းဆောင် Pentecost ကိုယ်တိုင် Chuck နဲ့တွဲပြီးဝင်မောင်းဖို့ဆုံးဖြတ်လိုက်ပါတယ် Pentecost ဟာအရင်ကရေကာမောင်းရင်းနဲ့တက်ရောင်ကြီးတင့်ထားလို့နောက်တစ်ခါထပ်မောင်းရင်တေချာပေါက်အသက်အန္တရာယ်ရှိပါတယ်ဒါပေမဲ့လူသားတွေအတွက်သူ့အသက်ကိုစတေးဖို့ဝင်မလေးခဲ့ပါဘူးသူ့ရဲ့တပ်ဖွဲ့ဝင်တွေကိုနောက်ဆုံးမိန့်ခွန်းပြောကြားခဲ့တဲ့အထဲမှာဒီနေ့တော့ငါတို့တွေကဘာပြတ်မဲ့နေ့ကိုဖျက်သိမ်းပစ်ကြမယ်လို့ပြောခဲ့ပါတယ်ရေကာနှစ်စီးဟာအကွဲကျောင်းရှိရာမာရီယာနာကျောင်းနယ်စီကြီးကိုဆင်းသွားကြပါတယ်။အဲ့ဒီမှာတော့အရင်ကတခါမှမမြင်ဘူးသေးတဲ့အကြီးဆုံးအဆင့်ကခိုင်ဂျူကြီးနဲ့အခြားခိုင်ဂျူနှစ်ကောင်ကကျူတင်ဆောင်ဆိုင်နေကြတာပါ။ရေရောက်ကျမ်းပြန်တိုက်ပွဲကအမတန်ပြင်းထန်လွန်းပါတယ်။ Gypsy Danger ကခိုင်ဂျူတစ်ကောင်ကိုဓာတ်နဲ့ထိုးတက်နိုင်ခဲ့ပေမဲ့ခြေပြက်လက်ပြက်နဲ့အတော်လေးကိုပျက်စီးသွားခဲ့ရပါတယ်။ Striker Eureka ကလည်းအဆင့်9ခိုင်ဂျူကြီးရဲ့တိုက်ခိုက်မှုကြောင့်ဘုံပစ်ချမဲ့စနစ်တွေပျက်စီးသွားပါတယ်။ချင်းတွေကလုံးဝကိုမျောလင်းချက်မဲ့နေပါပြီ။ဒီအခါမှာ Pentecost နဲ့ Chuck တို့က Gypsy အတွက်လမ်း
န်းဖွင့်ပေးဖို့အတွက်သူတို့ကြောကုန်းမှာတည်လာတဲ့အနုမြူဘုံကိုကိုယ်တိုင်ဖောက်ခွဲပြီးအသက်ဆွန့်သွားကြပါတယ်။ပောက်ကွဲမှုရဲ့ပြင်းအားကြောင့်ရေရောက်ကျမ်းပြင်တစ်ခုလုံးတုန်ခါသွားပြီးတော့ကိုင်ဂျူရီရှင်းလင်းသွားပေမဲ့အဆင့်9ခိုင်ဂျူကြီးကတော့ဒဏ်ရာအပြင်းထန်တဲ့အသက်ရှင်နေသေးပါ။ရာလီနဲ့မာကိုတို့ကပျက်စီးလူနေပါဖြစ်နေတဲ့ဂျစ်စီနဲ့အတူဒီခိုင်ဂျူကြီးကိုဝင်လုံးပြီးတော့အကွဲကြောင်းနဲ့အတူတူထိုးဆင်းသွားကြပါတယ်။ခိုင်ဂျူရဲ့ DNA ပါသွားတဲ့အတွက်တကားလဲပွင့်သွားပြီးတော့လူသားတွေရဲ့စခန်းတွေကိုသူတို့ရောက်သွားခဲ့ပါတယ်။ဒီအချိန်မှာတော့ဂျစ်စီရဲ့အောက်ဆီဂျင်စနစ်တွေလုံးဝပျက်စီးနေခဲ့ပါပြီ။ရာလီကဂျစ်စီရဲ့နျူကလ িয়ার အင်ဂျင်ကိုအလိုလျောက်ပောက်ကွဲစေမဲ့စနစ်နဲ့ကိုယ်တိုင်သွားရောက်ဖွင့်လိုက်ပါတယ်။ပြီးတာနဲ့သတိလစ်နေတဲ့မာကိုကိုအသက်ကယ်ဖောင်နဲ့ထည့်ပြီးအရင်လွတ်ပေးလိုက်ပါတယ်။ရာလီကိုယ်တိုင်ကလည်းနောက်ဆုံးစက္ကန့်၄မှာနေမယ်သူ့ရဲ့အသက်ကယ်ဖောင်နဲ့လွတ်မြောက်လာခဲ့ပါတယ်။စက္ကန့်ပိုင်းအကြာမှာတော့ဂျစ်စီရဲ့နျူကလ িয়ার အင်ဂျင်ကြီးပောက်ကွဲသွားတဲ့အတွက်ဂျိုသားတွေရဲ့စခန်းနဲ့အကွဲကြောင်းကြီးကအပီးတိုင်ပျက်စီးပိတ်ဆို့သွားပါတော့တယ်။ Pacific Rim ကရိုးရှင်းတဲ့ဇက်ကွက်ကိုအသုံးပြုထားပေမဲ့ဒီရေကာကြီးတွေရဲ့အလေးချိန်ခွန်အားတံမဏိတွေရဲ့အငွေ့အသက်တွေနဲ့လူသားတွေရဲ့ဇွဲလုံးသားကိုပရိသတ်တွေကိုယ်တိုင်အသက်ရှူမှားရလောက်အောင်ခံစားရစေတဲ့လက်ရမြောက်ဇာတ်ကားတကားပါဒီ Pacific Rim ထွက်ခဲ့တဲ့2013ခုနှစ်ဆိုတာ CGI တွင်အရန်ကိုမတွင်ကျယ်သေးတဲ့ခေတ်တစ်ခေတ်ပါဒီလိုခေတ်မျိုးမှာရေကာကြီးတွေခိုင်ဂျူတွေဆိုတဲ့ဒီလို graphic တွေကိုအကောင်းဆုံးအလန်းဆုံးပုံစံတွေနဲ့ပြသအောင်ဖန်တီးထားနိုင်ခဲ့တာကဒီ Pacific Rim ဇလန်ဒါရိုက်တာနဲ့သူ့ရဲ့အဖွဲ့သားတွေရဲ့လုံးဝကို masterpiece တစ်ခုပါဒီလိုစိတ်လှုပ်ရှားဖွယ်အကောင်းဆုံးတင်ဆက်ထားတဲ့ဇလန်ကိုပရိသတ်တို့သဘောကျမယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ထပ်ဘလို့ဇာတ်ကားကောင်းတွေပြန်လည်ခန်းစားခြင်းသေးလဲဆိုတာမှတ်ချက်လေးတွေရေးပေးခဲ့ကြပါအောင်တန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 ်ဒီဗီဒီယိုလေးကိုသဘောကျနှစ်သက်တယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ like share နဲ့ subscribe လုပ်သွားခြင်းအပြင်ကူညီသွားလို့ရပါတယ်။ပတ်စဉ်ဇလန်းကောင်းတွေကိုလည်း recap အနေနဲ့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဇလန်းကောင်းတွေကိုသဘောကျနှစ်သက်တယ်ဆိုလို့ရှိရင်တော့အောက်ကခေါင်းလောင်းလေးကိုနှိပ်ပြီးတော့ note ယူသွားလို့ရပါတယ်။ကျွန်တော်အပီတူပါနောက်ဗီဒီယိုအကောင်းစားတွေမှာပြန်လည်ဆုံတွေ့ကြမယ်